အရင်ပိုင်းမှာရှားဦးခြင်းနဲ့ပါကျဲကအယိုးယူမိတ်ဆာမရဲ့တိုက်ခိုက်တာကိုလူးလက်ခံခဲ့ရပါတယ်။အဲ့ဒါကြောင့်ပါကျဲကထွက်ပြေးသွားပြီးဝူခြင်းနဲ့ထန်ဆန်းကတော့မိတ်ဆာမဖမ်းတာကိုခံလိုက်ရပါတယ်။အဲ့နောက်မှာတော့ရှားဦးခြင်းကသူတို့ကိုထားပြီးထွက်ပြေးသွားတဲ့ပါကျဲကိုထိုင်ဆဲနေပါတယ်။ဆရာတော်ကတော့ဝူခြင်းကိုတရားနဲ့ဖြူကိုပြောပြီးခုချိန်မှာပါကျဲရှိလဲဘာမှလုပ်မရတာဖြစ်ကြောင်းရှင်းပြပါတယ်။တစ်ဖက်မှာလည်းအယိုးယူမိတ်ဆာမကထန်ဆန်းကိုဖမ်းဆီးလာနိုင်တဲ့အတွက်သူ့ရဲ့လက်အောက်ငယ်သားရင်းနဲ့အတူအောင်ပွဲခံနေပါတယ်။အဲ့အချိန်အယိုးယူမိတ်ဆာမရဲ့ယောက်ျားရောက်လာပါတယ်။တကယ်တော့မိတ်ဆာမရဲ့ယောက်ျားတိုင်းပြည်ရဲ့မင်းသားတစ်ပါးပါ။အယိုးယူမိတ်ဆာမမင်းသားကိုသူ့ကူရဲ့ဆဲမိုင်အတွင်းကနေထွက်လို့မရအောင်လုပ်ထားတာပါ။အကယ်၍မင်းသားကသာသတ်မှတ်ထားတဲ့အေးရအတွင်းကနေအပြင်ထွက်ခဲ့ရင်တော့နှလုံးဖောက်ပြီးတေဆုံးမှာပါ။ဒါပေမဲ့အယိုးယူမိတ်ဆာမနဲ့မင်းသားတို့ကတယောက်ကိုတယောက်တကယ်ချစ်ကြတာပါ။နောက်ပြီးတော့မိတ်ဆာမကထန်ဆန်းကိုမကောင်းတဲ့ဖုန်ကြီးဖြစ်ကြောင်းမင်းသားလေးကိုအယုံသွင်းထားပါတယ်။တကယ်တော့အယိုးယူမိတ်ဆာမကထန်ဆန်းကိုဖမ်းရတာအကြောင်းရှိပါတယ်။မိတ်ဆာမကသူ့ရဲ့အစွမ်းနေတာဆိုရင်နောက်နှစ်ပေါင်းထောင်ကနန်းလောက်ထိကိုအေးအေးဆေးဆေးအသက်ရှင်နေနိုင်ပါတယ်။ဒါပေမဲ့မင်းသားကတော့လူသားတစ်ယောက်ဖြစ်တာကြောင့်အဲ့လောက်အချိန်ထိကိုအသက်ရှင်အောင်မနေနိုင်ပါဘူး။မင်းသားကနှစ်ပေါင်းထောင်ကနန်းထိအသက်ရှင်အောင်နေနိုင်မှုဆိုရင်ထန်ဆန်းရဲ့သားကိုစားဖို့လိုအပ်ပါတယ်။အဲ့ဒါကြောင့်မိတ်ဆာမကထန်ဆန်းကိုဖမ်းခေါ်လာတာပါ။ဒါအပြင်ထန်ဆန်းကလူကောင်းဆိုရင်မင်းသားကစားမှမဟုတ်တဲ့အတွက်ကြောင့်မကောင်းတဲ့ဖုန်ကြီးဆိုပြီးလိန်ပြောထားတာပါ။တစ်ဖက်မှာလည်းပါကျဲကဆရာတော်တို့ကိုကယ်ဖို့ဝူခုံးကိုလိုက်ရှာနေပါတယ်။ဝူခုံးကတော့သူ့ရဲ့ပန်းစည်းတောင်မှာအေးအေးဆေးဆေးဘရင်ပြန်လုံနေပါတယ်။ဒါပေမဲ့တစ်ချက်ထန်ဆန်းကိုစိတ်ပူပြီးသတိရနေမိပါတယ်။ပါကျဲကလည်းဝူခုံးကိုရှာလို့မတွေ့တော့တဲ့အစုံကြွက်ပုံစံပြောင်းပြီးအယိုးယူမိတ်ဆာမရဲ့ခူးထဲကိုဝင်သွားပါတယ်။ခူးထဲကိုရောက်တော့မိတ်ဆာမရဲ့လက်အောက်ငယ်သားတွေကတွေ့သွားပြီးကြွက်ကိုဝိုင်းရိုက်ကြပါတယ်။အဲ့ဒါကြောင့်ပါကျဲကသူ့ရဲ့ငကုံမူလားအတွင်ကိုပြန်ပြောင်းပြီးမိတ်ဆာပေါက်လေးတွေကိုရှဲ့တွဲပါတော့တယ်။မိတ်ဆာပေါက်လေးတွေကပါကျဲရဲ့တစ်ချက်စာတောင်မရှိတော့အကုန်လုံးရှော့ကုန်ပါတယ်။အဲ့နောက်မှာတော့ပါကျဲကထန်ဆန်းတို့ကိုဖမ်းထားတဲ့တကားကိုဖျက်ဆီးပြီးထန်ဆန်းကိုကယ်ဖို့လုပ်ပါတယ်။အဲ့အချိန်မိတ်ဆာမရောက်လာပြီးပါကျဲကိုတိုက်ခိုက်ပါတယ်။ဝူချင်းကလည်းကူပေမဲ့နှစ်ယောက်လုံးကမိတ်ဆာမရဲ့ပြိုင်ဘက်တွေမဟုတ်တော့သူတို့ပဲခံလိုက်ရပါတယ်။ဒါပေမဲ့ရိုးရိုးမိတ်ဆာမကတော့ပါကျဲတို့ကိုမတတ်ပါဘူး။အကြောင်းကတော့ပါကျဲတို့ကိုတတ်လိုက်ရင်သွေးတွေကကျန်းပြင်မှာညစ်ပတ်သွားမှာဆိုလို့ပါ။အဲ့ဒါကြောင့်ပါကျဲနဲ့ဝူချင်းကိုကူအပြင်ကိုမောင်းထုတ်လိုက်ပါတယ်။အဲ့နောက်မှာတော့အယိုးယူမိတ်ဆာမကသူ့တပည့်တွေကိုထန်ဆန်းကိုတေချာစောင့်ကြည့်ဖို့မားနေပါတယ်။ထန်ဆန်းကအနောက်ရက်ကိုကျန်းစာသွားပေမဲ့လူဖြစ်ကြောင်းနဲ့သူကဘလောက်ထိအရေးပါကြောင်းကိုလည်းရှင်းပြနေပါတယ်။အစကားတွေကိုကြားသွားတဲ့မင်းသားလေးကလည်းထန်ဆန်းကလူကောင်းတစ်ယောက်ဖြစ်ကြောင်းကိုနားလည်သွားပါတယ်။ပါကျဲနဲ့ဝူချင်းကလည်းဆရာတော်ကိုမကယ်နိုင်တဲ့အတွက်ကြောင့်ဂျောင်းလေးမှာနှစ်ယောက်သွားပြီးထိုင်ကုန်နေပါတယ်။အကြောင်းစုံသိသွားတဲ့မင်းသားကတော့မိတ်ဆာမရဲ့တပည့်တွေကိုမူးအောင်တိုက်ပြီးထန်ဆန်းကိုကဲပါတယ်။ထန်ဆန်းကိုဂူပြင်းထိရောက်အောင်ပို့ပေးပြီးပါကျဲကိုလက်ထဲကိုအပ်လိုက်ပါတယ်။အဲ့နောက်မှာတော့မင်းသားကသူ့ရဲ့ခမဲတော်အတွက်စာရေးထားရှိလို့ဒီစာကိုသူ့ဖေဒီရောက်အောင်ပို့ပေးပါဆိုပြီးထန်ဆန်းကိုတောင်းဆိုပါတယ်။ထန်ဆန်းကလည်းဒီစာကိုမရောက်အောင်ပို့ပေးမယ်ဆိုပြီးဂတိပေးလိုက်ပါတယ်။အဲ့နောက်မှာတော့ထန်ဆန်းပါကျဲနဲ့ဝူချင်းတို့ကရိုးရိုးမိတ်ဆာမနဲ့ဝေးရကိုထွက်သွားကြပါတယ်။ရိုးရိုးမိတ်ဆာမအဲ့အကြောင်းကိုသိသွားတော့ထန်ဆန်းတို့နောက်ကိုတန်းလိုက်ပါတယ်။မင်းသားကလည်းထန်ဆန်းတို့ထွက်ပြေးလို့ရအောင်ချိန်ဆွဲပေးပါတယ်။သူ့ကိုယ်သူသတ်မှတ်ထားတဲ့ဧရိယာပြင်ကိုကြော်လိုက်တာကြောင့်သွေးတွေအန်းလာပါတယ်။မင်းသားရဲ့နှလုံးကဖောက်လာတဲ့အတွက်ကြောင့်မိတ်ဆာမကထန်ဆန်းတို့နောက်ကိုဆက်မလိုက်တော့ပါဘူး။ရိုးရိုးမိတ်ဆာမကမင်းသားကိုကယ်ဖို့လုပ်ဝေမယ်အချိန်မမီတော့ပါဘူး။အဲ့နောက်မှာတော့မင်းသားကရိုးရိုးမိတ်ဆာမရဲ့လက်ထဲမှာပဲတည်ဆုံးသွားပြီးအပိုင်း16ပြီးဆုံးသွားပါတယ်။နောက်ရက်ဒီမှာ Journey to the West အပိုင်း7ကိုဆက်တင်ရမလို့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားပေးခဲ့ကြပါဦး။